ကျွန်တော်တို့ရဲ့ဓမ္မမင်္ဂလာအိမ်တော် channel မှာနှွေးထွေးစွာကြိုဆိုပါရစေ။ညအချိန်ဆိုတာတနေ့တာရဲ့ပင်မနွမ်းနယ်မှုတွေကိုအနားယူရမယ်အေးချမ်းတဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာလူအဖွဲ့စီမှာရှေးလူကြီးတွေလက်စစ်ကန်တတိပေးခဲ့တဲ့ညဘက်တားမြစ်ချက်တွေအများကြီးရှိပါတယ်။ညဘက်မှာဒါမျိုးမလုပ်နဲ့ဒီလူစကားမျိုးမပြောနဲ့ဆိုပြီးတားမြစ်ခဲ့တာတွေဟာအလကားတတ်မဟုတ်ပါဘူး။ဒီတားမြစ်ချက်တွေရဲ့နောက်ွယ်မှာတိမ်မွေးတဲ့ဓမ္မအတိတွေနဲ့မင်္ဂလာရှိတဲ့နေထိုင်နည်းလျှို့ဝှက်ချက်တွေရှိနေပါတယ်။ဒီနေ့မှာတော့တင့်ရဲ့ကန်စတာကိုမညှိုးနွမ်းစေဖို့နဲ့ဘေးအန္တရာယ်ကင်းနီအေးချမ်းစွာအိပ်ဆက်နိုင်ဖို့ညဘက်မှာလုံးဝမပြူလို့တဲ့အချက်၅ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ညဘက်တွေလေရွှင်ခြင်းနဲ့တောက်ခေါက်ခြင်းရှေးလူကြီးတွေကညဘက်မှာလေမရွှင်ရဘူးနှဆိုးတွေခေါ်တယ်လို့ဖြစ်တတ်တယ်လို့တားမြစ်လေရှိပါတယ်။ဒါဟာအမှန်တော့ညအချိန်ရဲ့တိတ်ဆိတ်မှုကိုဖျက်ဆီးပြီးမလို့အတဲ့အတန်းတွေကြောင့်ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုကိုပြက်ပြားချေလို့ဖြစ်ပါတယ်။ဓမ္မအမြင်နဲ့ကြည့်ရင်လည်းညအချိန်မှာမေတ္တာပွားများပြီးအေးချမ်းစွာနေထိုင်ရမယ့်အစားစူညံတဲ့အတန်းတွေပြုလုပ်ခြင်းဟာမိမိရဲ့မင်္ဂလာကိုကိုယ်တိုင်ဖျက်ဆီးတယ်လို့ဖြစ်တတ်ပါတယ်။ဒါကြောင့်ညဘက်မှာစိတ်ကိုငြိမ်သက်ကောင်ထားပြီးမလိုအပ်တဲ့အတန်းပလန်တွေကိုရှောင်ကျဉ်တာကအကောင်းဆုံးပါပဲ။နံပါတ်2ငွေကြေးမရှိကြောင်ညီးွားခြင်းညအချိန်မှာငါတော့ငွေမရှိတော့ဘူးငါတော့ဒုက္ခရောက်နေပြီဆိုတဲ့စကားမျိုးတွေကိုလုံးဝမပြောပါနဲ့ညအချိန်ဟာနောက်တစ်နေ့အတွက်လက်လာပါတွေကိုစုဆောင်းရမယ့်အချိန်ဖြစ်ပါတယ်ညဘက်မှာအစိုးမြင်စကားတွေပြောဆိုခြင်းဟာတင့်ရဲ့စိတ်အာရုံထဲမှာမရှိခြင်းကိုအမြင့်တွယ်စေပြီးလက်ပိတ်စေတတ်ပါတယ်ရှေးလူကြီးတွေကတော့ညဘက်မှာမရှိဘူးလို့ပြောရင်တကယ်ပဲမရှိဖြစ်တတ်တယ်လို့တတိပေးခဲ့ကြပါတယ်အေးရမိုးဝင်းခင်းမှာငါအစင်ကြီးလာမှာပါလက်လာပါတွေပွင့်လန်းမှာပါဆိုတဲ့အပြူတဘိုးဆောင်တဲ့စိတ်ထားမျိုးနဲ့ပဲအိတ်ဆက်တင်ပါတယ်နံပါတ်3အိမ်တွင်းအမိုက်လွဲခြင်းနဲ့အပြင်သို့အမိုက်ပစ်ခြင်းညဘက်မှာအိမ်အမိုက်လွဲတာဟာလက်လာပါကိုအပြင်ထုတ်တာလို့ရှေးကယုံကြည်ရေးကြပါတယ်ဒါဟာအမှန်တော့ညအချိန်မှာအလင်းရောင်မလုံလောက်တဲ့အတွက်အမိုက်နဲ့အတူအဖိုးတန် VC လေးတွေမားပါသွားမှာကိုစိုးရင်လို့တားမြစ်ခဲ့ရလဲဖြစ်နိုင်ပါတယ်ဒါပေမဲ့စွမ်းအင်ရှုထောင့်ကကြည့်ရင်တော့ညဘက်မှာအိမ်ထဲကအရာတွေကိုအပြင်ထုတ်ခြင်းဟာလက်လာပါဝင်ရောက်မှုကိုအဟန့်တာဖြစ်တယ်လို့ယူဆကြပါတယ်ဒါကြောင့်အိမ်တန်ရှင်းကြီးကိုနနက်ခင်းမင်္ဂလာအချိန်မှာပဲလှုပ်ဆောင်တာကကန်စရာအဲ့ဒါပိုမိုကောင်းမွန်ပါတယ်နံပါတ်4မှန်ကြည့်ခြင်းနဲ့စပင်ဖီးခြင်းညတန်းကောင်အချိန်မှာမှန်သေးကိုစိုက်ကြည့်တာစပင်ဖီးတာမျိုးကိုရှေးလူကြီးတွေကအထူးတားမြစ်ပါတယ်ညအချိန်မှာလူရဲ့စိတ်အာရုံဟာအလွန်နှုတ်နယ်ကြီးအဆွေးလန်းကြည့်တာနာတယ်မှန်သေးကကိုယ်ပုံရိပ်ကိုကြည့်ရင်အလိုလိုကြောက်ရွံ့စိတ်တွေဝင်လာတာစိတ်ချောက်ချားတာမျိုးတွေဖြစ်တတ်ပြီးဒါဟာအိမ်မက်ဆိုးတွေကိုဖိတ်ခေါ်တယ်လို့ဖြစ်စေပါတယ်စိတ်အေးချမ်းစွာအိပ်ဆက်နိုင်ဖို့အတွက်ညဘက်မှာဖျားစာရွတ်ဖတ်ပြီးစိတ်ကိုအေးချမ်းအောင်ထားပြီးအိပ်ဆက်တာကအမွန်မြတ်ဆုံးပါပဲနံပါတ်5အိမ်မက်ဆိုးတွေနဲ့ကြောက်စရာကောင်းတဲ့အကြောင်းအရာတွေကိုပြောဆိုခြင်းညဘက်မှာတရေတဆိအကြောင်းတွေအိမ်မက်ဆိုးတွေနဲ့ကြောက်စရာကောင်းတဲ့အထက်အသက်တွေကိုပြောဆိုခြင်းဟာမကောင်းတဲ့စွမ်းအင်တွေကိုဆွဲဆောင်နေတာနဲ့တူတူပါပဲဓမ္မသဘောနဲ့ပြောရရင်ညဘက်မှာမကောင်းတဲ့အာယုန်တွေကိုစိတ်ထဲထည့်ထားခြင်းဟာအကုသိုလ်စိတ်အစွဲတွေကိုဖြစ်ပေါ်စေပါတယ်ညဘက်မှာမေတ္တာတရားအကြောင်းကောင်းမှုကုသိုလ်အကြောင်းတွေကိုပဲပြောဆိုဆွေးနွေးတာကတင့်ရဲ့ကန်စတာကိုတောက်ပစေပြီးဘေးရန်တွေကကင်းဝေးစေမှာဖြစ်ပါတယ်ရှေးလူကြီးတွေရဲ့တားမြစ်ချက်တွေဟာကျွန်တော်တို့ကိုအမှန်တကယ်တော့တတိရှိစေခြင်းလိုပဲဖြစ်ပါတယ်ညဘက်မှာမင်္ဂလာမရှိတဲ့အပြုအမူတွေကိုရှောင်ကျဉ်ပြီးမြတ်ကာတရားနဲ့အိပ်ဆက်ခြင်းဟာတင့်ဘဝအတွက်အကြီးမားဆုံးသောကောင်းခြင်းမင်္ဂလာပါပဲဒီညကစပြီးဒီအချက်တွေကိုဆင်ခြင်ကြည့်ပါတင့်ရဲ့ညတာတွေကပို့ပြီးအေးချမ်းလာသလိုနနက်ခင်းနိုးထလာတဲ့အခါမှာလဲလက်လာပါတွေပုံမပွင့်လန်းလာတာကိုတွေ့ရပါလိမ့်မယ်ဒီဗီဒီယိုလေးကမိသားစုတွေအတွက်အကျိုးရှိမယ်လို့ယူဆရင်အများသိအောင်မျှဝေပေးခဲ့ပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားစရာရှေးထုံးတဲ့ဓမ္မသင်ခန်းစာတွေကိုတင်ဆက်ပေးဦးမှာမို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးပါဦးအားလုံးပဲဘေးပရာကင်းဝေးပြီးအေးချမ်းတဲ့ညတာတွေကိုပိုင်ဆိုင်နိုင်ကြပါစေ